ဒီကတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့သတင်းလေးပေါ့နော်အဲ့လေးပြောပြအောင်မယ်ကိုဟက်ချာနေမှာပါတာဒါပါလဲဆိုတော့ဒီပေါ့နော်ဒီအသေးအစီဖုံးတာနဲ့ပတ်သက်ပြီးတော့ဆင်ញင်စရာလေးအသေးအစီဖုံးနေဆိုတာများသောအားဖြင့်အသေးရောဂါဖြစ်တဲ့အသက်ပျက်စီးရဲ့အသေးအစီဖုံးနေဆိုတာတို့တွေပေါ့နော်အရက်ကြောင့်ဒါဖြစ်တတ်တယ်ဆိုပြီးတော့သိထားကြတာပေါ့နော်ထင်ထားကြတာဒီတော့အရက်တစ်မျိုးတည်းကြောင့်မဟုတ်ဘဲနဲ့ဒီပေါမုတ်မီးကင်တို့နောက်ပြီးတော့ပေါ့နော်အာလူးတွေကြောင့်လည်းဒါအသေးပျက်စီးနိုင်တယ်စီကြောင့်လည်းဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အတိကတော့ဟိုကစီတက်များတဲ့အစားအစာတွေအစားလွန်တဲ့အခါမျိုးမှာဆိုရင်အသေးအစီဖုံးတာမျိုးဖြစ်တတ်တယ်အဲ့လေးဆင်ခြင်ဖို့အတွက်ပေါ့နော်သူကဘာလဲဆိုတော့အသေးချမ်းမာရေးအတွက်ဆိုရင်သွေးစစ်တဲ့အခါမှာဆိုရင်သူကသိနိုင်တာကဒီ gamma glutamine transpeptidase ဆိုရဲဒီ GGT လို့ခေါ်တဲ့ protein တစ်မျိုးရဲ့ပမာဏအဲ့ဒီပမာဏကိုသွေးစစ်စေမှုပြုလုပ်လိုက်တာနဲ့သိရှိနိုင်တယ်တဲ့သူကဘာဆိုအဲ့ GGT ဆိုတဲ့ပမာဏ protein တစ်မျိုးပေါ့နော်အဲ့ဒီ GGT ဆိုတဲ့အဆင့်ရတဲ့အကယ်၍ဒါမြင့်မားနေခဲ့မယ်ဆိုရင်ကိုယ့်ရဲ့အသေးကဘာဖြစ်လဲဆိုတော့ဒဏ်ပိလာမယ်များသောအားဖြင့်ဒါကပေါ့နော်အရက်အလွန်ကျွံတောက်တဲ့လက္ခဏာတွေမှာပြတတ်တဲ့သဘောမျိုးပေါ့ဒါပေမဲ့တချို့အရက်မတောက်ဘူးအရက်မတောက်ဘဲနဲ့ဒီလိုမျိုး GGT ပမာဏမြင့်မားနေတာကိုတွေ့ရှိခဲ့ရတယ်အဲ့ဒါဒီလိုမျိုးမြင့်မားနေတဲ့အခါအသေးထန်ပြီးတော့အသေးအစီဖုံးတာမျိုးဒါမျိုးဖြစ်လာတယ်ပေါ့နော်ဒီတော့အကြောင်းရင်းကိုပြန်ပြီးတော့ဒါစစ်ဆေးကြည့်တဲ့အခါမှာဆိုရင်တို့တွေကကစီတက်များတဲ့အစားအစာတွေနောက်ပြီးအချိုစားတွေနောက်ပြီးအစီတွေအများကြီးစားသုံးမိတဲ့အတွက်ကြောင့်ဒီလိုမျိုးဖြစ်လာတယ်ဆိုတာတွေ့ရှိခဲ့ရတယ်တဲ့အဲ့ဒီအစားအစာဆိုတာဆင်ခြင်ပြီးစားဖို့အတွက်ပေါ့နော်ပြောပြပေးထားတယ်ဒီတော့ဒီအစားအစာတွေမှာပါဝင်တဲ့ကစီတက်တွေတကြားတက်တွေကကြတော့ခန္ဓာကိုယ်ရင်းမှာဆိုရင်သူက glucose အဖြစ်ပြောင်းသွားတယ်ပြောင်းသွားတဲ့အခါမှာအဲ့ဒီအသေးကဒီ glucose တွေကိုသူကဒီပေါ့နော်မတိုးလောင်နိုင်တဲ့အခါမှာဒီ portion နဲ့ glucose တွေကဘာဖြစ်ပြောင်းသွားလဲဆိုတော့အစီဖြစ်ပြောင်းသွားတယ်အဲ့လိုမျိုးအစီဖြစ်ပြောင်းသွားခါမှာအဲ့အစီကအသေးကိုပြန်ပြီးတော့အစီဖုံးလို့ဖြစ်သွားတာပေါ့နော်ဒီတော့အတွင်းအင်ကအစီဖုံးနေဆိုကြတဲ့ကဒါမကောင်းတဲ့လက္ခဏာပဲအဲ့တော့ကြောင့်ဒီလိုမျိုးအသေးအစီဖုံးယောဂရတတ်တယ်အသေးအစီဖုံးယောဂကနေတစ်ဆင့်ဘာဖြစ်တက်လဲဆိုတော့အသေးပျက်စီးမယ်တဲ့အဲ့လိုမျိုးဝေဒနာရှိတဲ့သူတွေအများသောအားဖြင့်နှလုံးယောဂတို့ဆီးချိုယောဂဖြစ်နိုင်ခြေလည်းအလွန်များပြားတယ်ဒီတော့နောက်ဆက်တွဲဒီယောဂဆိုးကျိုးတွေလည်းများတဲ့အတွက်ကြောင့်စားတဲ့အစားအစာတွေမှာဆိုရင်အစီများတဲ့အစားအစာတွေရှော့စားမယ်နောက်ပြီးတော့တခြားပါဝင်မှုနည်းတဲ့ blueberry လိုမျိုးသစ်သီးတွေနောက်ပြီးတော့ငါးနဲ့အခွန်မာသီးတွေလည်းစားသုံးပေးတင်နေတဲ့ဒီတော့အစီနည်းတဲ့အစားအစာတွေကိုကိုတက်နိုင်တဲ့များပေါ့နော်စားပေးမယ်နောက်အစီများတဲ့အစားအစာတွေအချို့များတဲ့အစားအစာတွေရှောင်ပေးပါဆိုပြီးပြောထားတယ်အသက်ကြီးလာတဲ့မြယောဂဆိုတာပေါ့နော်ဒါတစ်ခုပြီးတစ်ခုဝင်လာတတ်တယ်အဲ့တောင်ဒီအချိန်မှာဆိုရင်ကိုအနေနဲ့ပေါ့နော်ဒါအမြဲတမ်းကျန်းမာရေးနဲ့ညွတ်တဲ့အစားအစာတွေငယ်တဲ့အကျင့်လုပ်ပြီးစားသွားခါမှာအသက်ကြီးလာတဲ့ခါမှာဒီယောဂမဝင်အောင်ကိုအနေနဲ့ကောက်ဝယ်တားဆီးနိုင်မှာပေါ့နော်ဟုတ်တယ်နော်တတိထားမယ်တတိထားမယ်အခုထက်ကတကယ်ချင်းတို့ဟိုပြီးတော့ပြိသက်တွေအားလုံးကိုဟိုအိမ်တွင်းပေါ့နော်ထိမ့်သိမ့်နီးလန်းလေးပေါ့နော်ထိမ့်သိမ့်ရမယ့်နီးလန်းလေးနဲ့ပတ်သက်ပြီးတော့ပြောပြခြင်းနဲ့မိဖို့ချောင်းမှာပေါ့နော်ဘယ်လိုမျိုးလေးတွေတန့်စင်ရမလဲပေါ့အထူးကတော့အေရှင်မတွေအတွက်ပေါ့ဒီထဲမှာဆိုလို့ရှိရင်မိဖို့ချောင်းသုံးပစ္စည်းတွေကဒါထိမ့်သိမ့်ရတာဟိုစိတ်ကြုံရတာပေါ့နော်အများနဲ့လုပ်ပေးရတယ်ဘာလို့လဲဆိုတော့နေ့စဉ်ဒီမှာချက်ပြုတ်နေရတယ်အိုးတွေခွက်တွေပြီးလို့ရှိရင်ဒီဘေးစင်တွေပြီးလို့ရှိရင်တော့ဒါအသားငါးတွေတင်တဲ့ဒီထိုက်ခုံတွေဆိုလို့ရှိရင်လည်းအများနဲ့စွန်းထင်းနေရတန့်စင်နေရတယ်အစားအစာတွေဆိုတော့တန့်ရှင်းဖို့လိုဟုတ်တယ်ဒီခါမှာဆိုလို့ရှိရင်မိဖို့ချောင်းသုံးပစ္စည်းတွေထဲမှာဆိုလို့ရှိရင် steel ပေါ့နော် steel ပစ္စည်းကများတယ်ဒါအိုးတွေခွက်တွေရှိမယ်ပြီးလို့ရှိရင်ဒါမိဖို့ချောင်းသုံးဒါရေချိုးခန်းတွေမှာလည်းအသုံးပြုတယ်ဘေးစင်တွေမှာဆိုလဲ steel တွေအသုံးပြုကြတယ်အဲ့ဒီ steel ထဲမှာဒီ stainless steel ပေါ့နော်ဘယ်လိုပြောမလဲအစွန်းခံ steel ပေါ့နော်အစွန်းခံ steel နဲ့လုပ်ထားတဲ့မိဖို့ချောင်းသုံးပစ္စည်းတွေကိုအခုနောက်ပိုင်းမှာဆိုအရန်လဲသုံးလာကြတယ်သူကဆက်ဆက်သုံးတဲ့အချိန်ဆိုလို့ရှိရင်ကြတော့ပြောင်ပြောင်လက်လက်လေးနဲ့အရန်လှနေဒါပေမဲ့ဟိုသုံးရင်းနဲ့တစ်ပတ်နှစ်ပတ်နော်အဲ့လိုမျိုးလှနဲ့ကြာလာလို့ရှိရင်သူကအယောင်ကြီးကဟိုဟာဖြစ်တယ်မွေးသွားတယ်အစင်းရိုင်ကြီးမွေးသွားပြီးတော့ဒါကိုအိမ်မှာအသုံးပြုတဲ့ခါမှာမလှတော့ဘူးเนาะဧည့်သည်တွေချကြိုးတာပဲဖြစ်ပကံဖြစ်သုံးတဲ့ခါမှာအစင်မဖြစ်တော့ဒီတော့ steel တွေကိုဘယ်လိုမျိုးစေးကြိုးရမလဲတုတ်တင်ရမလဲပေါ့เนาะဒါလေးနဲ့ပတ်သက်ပြီးပြောပြခြင်းနဲ့ဒီတော့ကိုယ့်ရဲ့အိမ်တွင်းမှာဆိုလို့ရှိရင်ဒီလို steel ပစ္စည်းတွေသုံးဆွဲတဲ့အခါမှာဒါတာရှည်လဲခံနေငွေကုန်သက်တာတယ်ရေရှည်သုံးမိမယ်ရေရှည်သုံးတဲ့ခါမှာဆိုလို့ရှိရင်တော့အမိုက်တွေဖုံတွေရေဒါမျိုးတွေဒါစွန့်ထိပြီးတော့ဂျီးတွေတဖြည်းဖြည်းနဲ့တက်လာတယ်ဒီဂျီးတွေတက်လာတဲ့အခါမှာကိုယ့်အနေနဲ့ဒါစေးကြောဖို့အတွက်အချိန်မရတဲ့အခါထိုင်နဲ့တန်ကြေးကြိုက်တဲ့အဆင့်ကြီးပေါ့နော်ပြောင်းလဲလာတယ်ဒီတော့ steel ပစ္စည်းတွေကိုစေးကြောမယ်ဆိုလို့ရှိရင်အင်ရှင်မရဲ့အနေနဲ့များသောအားဖြင့်ဆိုလို့ရှိရင်တော့သူကတော့ဒါဘေးစင်ရေအေးနဲ့ပဲလောင်းချလိုက်ကြတယ်နော်လောင်းချပြီးတော့နော်တိုက်စရာချစ်စရာရှိရင်ဒါပုတ်တိုက်ပြီးတော့ပဲဒါစေးလိုက်ကြတာဆိုတော့အစွန်းထင်းတွေဖြစ်ပေါ်တတ်ကြတယ်ဒီတော့ဘေးစင်တွေအိုးတွေခွက်တွေ steel ပစ္စည်းတွေကိုစေးတဲ့အခါမှာဆိုလို့ရှိရင်ရေအေးထက်ရေနွေးသုံးတာအကောင်းဆုံးပဲဘာဖြစ်လဲဆိုတော့ဒီပိုက်လိုင်းရလာတဲ့ဒီရေအေးတွေမှာဆိုလို့ရှိရင်စားထက်ပါတယ်အဲ့စားထက်ကကြာလို့ရှိရင်ဒီ steel ပစ္စည်းတွေမှာဆိုလို့ရှိရင်အကွက်တွေသွားပြီးတော့ဖြစ်ပေါ်တတ်တယ်တဲ့
ဟုတ်တယ်အဲ့လိုအကွက်ကွက်တွေဖြစ်တယ်ပေါ့နော်အကွက်ကွက်တွေဖြစ်ပြီးမျက်နှာပြင်တွေပေါ်မှာဒီပစ္စည်းတွေပေါ်မှာဆိုလို့ရှိရင်အကွက်တွေပေါ်လာတဲ့အခါမှာကြာရင်ကြည့်လို့မကောင်းတော့ဘူးပေါ့နော်ဒါပေမဲ့လည်းအင်ရှင်မရဲ့အနေနဲ့ဆိုအချိန်မပေးနိုင်ဘူးဒါကိုရင်သွေးသီးသန့်ကြိုပြီးတော့ဒါကိုဆေးဖို့အတွက်ကိုအဆင်မပြေကြဘူးပေါ့နော်တကယ်လို့ရင်သွေးမသုံးနိုင်လို့ရေအေးသုံးနေဆိုရင်တော့မှရေအေးလေးနဲ့ဒါဆေးကြောပြီးပြီဆိုလို့ရှိရင်6သွေးအောင်ဒါဟိုဆေးကြောပြရတဲ့အဝိစားတစ်ခုခုလေးနဲ့လိုက်ပြီးတော့6သွေးအောင်တုပ်ပေးပါတဲ့အဝိစားကလည်းဒါနှူးညံ့တဲ့ခြီစားပေါ့နော်ခြီစားပဲဖြစ်ဖြစ်ပြီးလို့ရှိရင်ခြီတဲ့စစ်စစ်လေးပေါ့နော်တေးသေးမြင်မြင်ပေါ်ဝါစားလောက်လေးနဲ့လိုက်ပြီးပို့ပေးရဆိုလို့ရှိရင်တော့အကောင်းဆုံးပဲဒါဆိုအစင်းကြောင်းလည်းမထင်တော့ဘူးပြီးလို့ရှိရင်ဒါစတိပစ္စည်းတွေကပြောင်ပြောင်လဲလဲလေးနဲ့လှနေလိမ့်မယ်တဲ့ဟုတ်တယ်နော်အဲ့ဆိုရင်ဒါနီလန်းအောင်တစ်ခုပဲဟုတ်တယ်ဒါဆိုလို့ရှိရင်စတီးမှာရေစက်အကွက်လေးလည်းမကြမ်းတော့ဘူးမဟုတ်လို့ရှိရင်အဲ့လိုပြန်မတုပ်လို့ရှိရင်အကွက်လေးနော်ရေခွက်လေးခြောက်သွားတဲ့ရေခွက်လေးကပေါ်နေတာပဲဟုတ်တယ်ဟိုပြောမယ်ဆိုကြီးလည်းမဟုတ်ဘဲနဲ့လေအဲ့လိုအကွက်အကွက်လေးမြင်မှုရဖြစ်လာအယောင်လေးမှားမြင်မလာတော့နော်ဟုတ်တယ်ဒါမိဖို့ချောင်းထဲမှာလည်းအဲ့လိုပစ္စည်းလေးတွေအကုန်လုံးပြောင်ပြောင်လဲလဲလေးနဲ့ဆိုလို့ရှိရင်အင်ရှင်မရဲ့အနေနဲ့ဆိုလို့ကြည်ရစိတ်ချမ်းသာတယ်နော်ကိုစားတဲ့လူဆိုလို့ရှိရင်လည်းပကံလေးခွက်လေးတစ်ပြီးတော့ပြောင်လဲနေလို့ရှိရင်သဘောကျတယ်နော်ဟုတ်တယ်ကဲအခုဆိုလို့ရှင်တော့ဘုဟုတ္တရစရာအကြောင်းအရာအချို့တင်ဆက်လုပ်ပြီးသားပြီထပ်မံပြီးတော့တင်ဆက်ဖို့အကြောင်းအရာတွေကြန့်ရှိနေပါသေးတယ်ခေတ်သစ်ပြုံးမြင့်အစီအစဉ်ကိုဒီမှာခဏလေးရနာမယ်နော်